မင်္ဂလာပါဗျ။ The Obama ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါမယ်။အီရန်နဲ့အပြစ်ခတ်ရထဲတာတော့အမေရိကန်က B-52 ဘုံးကျဲလိမ်ကြီးတွေကိုရုပ်သိမ်းလိုက်တယ်လို့သိရပါတယ်။စစ်ဘက်ဆိုင်ရာသတင်းမီဒီယာဖြစ်တဲ့ TWZ စီငင်လာရ United Kingdom မှာရှိတဲ့ RAF Fairford လေတပ်စခန်းမှာခြေစိုက်ပြီးအီရန်စစ်စင်ရေးတွေကိုအဓိကဆောင်ရွက်နေတဲ့ American လေတပ်ရဲ့ B-52 Stratofortress မဟာဗျူဟာမြောက်ဘုံးကျဲလိမ်6စီးဟာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကပြည်ထောင်မြေကနေလုံးဝထွက်ခွာသွားပြီလို့သိရပါတယ်။ဒီလိုအကြီးစားဘုံကျဲလေယာဉ်တွေပြန်လည်ဆုတ်ခွာတာဟာဝါရှင်တန်နဲ့တဟီရန်ကြားဒိုဟာမှာပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းဆွေးနွေးပွဲမှာတစုံတရာမှတိုးတက်မှုမရှိပဲလမ်းခုလက်မှာရပ်တန့်သွားခြင်းနဲ့အင်မတန်မှတိုက်ဆိုင်နေပါတယ်။လေအုပ်စုဟာလေတက်စကန်မှာ3စီးစီပါဝင်တဲ့အုပ်စု2စုခွဲပြီးတော့အစစ်စစ်ထွက်ခွာသွားတာဖြစ်ပြီးအနည်းဆုံးလေယာဉ်3စီးကပြီးခဲ့တဲ့မလ10ရက်နေ့ကတည်းကပြည်ထောင်ကိုရောက်ရှိတက်ဖြန့်နေတာဖြစ်ပါတယ်။ဒီ B-52 ဘုံးကျဲလေယာဉ်ကြီးတွေဟာသူတို့ရဲ့စစ်စင်ရေးတပ်တန်းတွင်အီရန်နိုင်ငံတွင်းမှာရှိတဲ့မဟာဗျူဟာမြောက်စစ်ဘက်နယ်မြေတွေကိုပြစ်မှတ်ထားပြီးတော့အရှိန်ဟုန်ပြင်းတဲ့လေကြောင်းစီးနင်းတိုက်ခိုက်မှုတွေလုပ်ပါတယ်။ American ကာကွယ်ရေးဌာနထုတ်ပြန်ချက်အရစစ်ပွဲကာလတစ်လျှောက် American တပ်တွေဟာအီရန်တွင်းမှာရှိတဲ့ပြည်မှတ်ပေါင်း13000ကျော်ကိုထိမှန်အောင်ဘုံကျဲနိုင်ခဲ့တယ်ဆိုပေမဲ့ပြည်ထောင်ချီဆိုင်ဘုံကျဲလေယာဉ်တွေဘယ်လောက်ထိပါဝင်ဘုံကျဲခဲ့လဲဒါကိုတော့တိကျထုတ်ဖော်ပြောခြင်းမရှိပါဘူးလက်ရှိမှာပြီးခဲ့တဲ့ဒီ ABC တွေကရထားတဲ့နှစ်ဦးနှစ်ဖက်အပြန်အလှန်စစ်ရဆိုင်ကတိကိုကြောင့်ကြီးစားလေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်နေပေမဲ့လက်ရှိ RAF Fair Force ကမှာ American ရဲ့ B1 Lancer ဘုံကျဲလေယာဉ်12စီးစက်ကြံနေပါတယ်စီရေးဗျူဟာပညာရှင်တွေကတော့ပြည်ထောင်စခန်းမှာ B-52 ကြီးတွေထွက်ခွာသွားတဲ့အတွက် American ရဲ့ အီရန်ပေါ်လေကြောင်းထိုးစစ်ဆင်တဲ့အတွက်ရော့ကျသွားမှာမဟုတ်ဘူးလို့သုံးသပ်ပါတယ်ပြည်ထောင်မှာရှေ့တန်းခြေစိုက်စခန်းတွေဖွင့်လာတာကအီရန်ထိပြန်တန်းရမယ့်ချိန်ကို short ချပေးနိုင်ပြီလေယာဉ်တွေပျက်စီးဝင်မှုကိုတက်တာစေတာလည်းအမှန်ပဲဖြစ်ပါတယ်ဘာလို့လဲတကယ်လို့လေယာဉ်တွေပျက်စီးမယ်ဆိုရင်လည်းပြည်ထောင်မှာပဲပြင်နိုင်ပါလေလူအပ်ပါကပင်ကိုစစ်တပ်မှကြောင့်နေတဲ့ American ပြည်ထောင်စုပင်မကုန်းမြေကြီးတွင်ရှိ latest ခန်းများမှနေပြီး B-52 B1 နဲ့ B2 ကိုပိုင်ဘုံကျဲလေယာဉ်ကြီးတွေကိုအရှိအလယ်ပိုင်းထိဓာတ်ရိုက်ပြန်တန်းစစ်ဆင်စေနိုင်တဲ့စွမ်းရည်ရှိပါတယ်အပြစ်ခက်ရစဲသဘောတူညီချက်ပြပြလို့နီးပါးဖြစ်နေတဲ့အချိန်တွေမှာ American ရဲ့စစ်အားပြလဲနေရာချထားမှုမဟာဗျူဟာနဲ့ဒေသတွင်းလုံခြုံရေးအလှည့်ပြောင်းတွေကိုနိုင်ငံတကာစစ်ဘက်ထောက်လှမ်းသူတွေကတော့မြစ်ချင်ပြတ်စောင့်ကြည့်လေ့လာနေတာပဲဖြစ်ပါတယ်လက်ရှိချိန်မှာဒီအီရန်မှာလည်းသူတို့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ခေါင်းဆောင်ကြီးအရာတိုလာအလီခါမနီရဲ့ဇာပနအခမ်းအနားလုပ်ဖို့ရှိပါတယ်ခေါင်းဆောင်ကြီးရဲ့ဇာပနမှာသွေးကြွေးရလက်တော့ပြန်ကြဖို့အီရန်ပါလီမန်ဥက္ကဋ္ဌကတိုက်တွန်းထားတယ်လို့ဆိုပါတယ်အီရန်ချေဆိုင် Press TV ရဲ့ဖော်ပြချက်အရပါလီမန်ဥက္ကဋ္ဌမူဟမ္မဒ်ဘာကာကာလီဘတ်ကလာမယ့်စနေနေ့မှာကျင်းပမယ်ခေါင်းဆောင်ကြီးခါမနီရဲ့နောက်ဆုံးခရီးစဉ်ကိုအီရန်ပြည်သူတွေလိုက်ပါပို့ဆောင်ကြဖို့တရားဝင်သဝန်လာထုတ်ပြီးတိုက်တွန်းပါတယ်သူထုတ်ပြန်ချက်မှာအီရန်ရှိလူငယ်လူရွယ်တွေအာဇာနည်မိသားစုတွေစစ်မှုထမ်းဟောင်းတွေနဲ့ရဲရဲနဲ့အမျိုးသားအမျိုးသမီးအားလုံးခေါင်းဆောင်ကြီးရဲ့ဇာပနခန္ဓာကိုလူရင်းအားပြည့်နဲ့လာဖို့တောင်းဆိုထားပြီးအစ္စလာမစ်အီရန်သမိုင်းမှာနောက်ထပ်ကပီးမော်ကွန်တစ်ခုရေးထိုးဖို့ပါပါတယ်ကျွန်တော်တို့ကမတရားမှုနဲ့မောက်မောင်လို့ရှိမှာနှုတ်ဆက်နေမှာမဟုတ်တော့ခေါင်းဆောင်ကြီးသွေးကြွေးကိုလည်းမေးပြမှာမဟုတ်ဘူးဒါဟုတ်ကဘာသိစီဖို့သွေးကြွေးတုံ့ပြန်ရမယ်လို့ပြည့်ပြည့်တတ်ပြောပါတယ်ခမနီယာပြီးခဲ့တဲ့ဖေဖော်ဝါရီနှောင်းပိုင်းကအမေရိကန်နဲ့အစ္စရေးပူးတွဲလေကြောင်းတိုက်ခိုက်မှုမှာတေဆုံးခဲ့ရတာဖြစ်ပါတယ်အဲ့တော့စစ်ပွဲချင်းနဲ့မကြောက်စဘူးလူရင်ကြောင်းဆွေးမှုကြောင့်ဇာပနာခန္ဓာကို4လလောက်ရွှေ့ဆိုင်းခဲ့ရပါတယ်အခုဇူလိုင်4ရက်နေ့မှ9ရက်နေ့ထိ6ရက်တိုင်တိုင်အီရန်နဲ့အီရတ်မှာရှိတဲ့မြို့ကြီး9မြို့မှာစနစ်တကျကျင်းပဖို့ဆိုရကဆုံးဖြတ်နေတာဖြစ်ပါတယ်အခုခန္ဓာကခေါင်းဆောင်ကြီးအသစ်ဖြစ်လာတဲ့သူ့ရဲ့သားမိုဂျဒါပါခါမနီလက်ထက်ပထမဆုံးကြိမ်နိုင်ငံတော်ကလူမှုအဆင့်လှုပ်ရှားမှုဖြစ်ပါတယ်အစိုးရအနေနဲ့ဇာပနာကိုဝန်းနေခြင်းခန္ဓာတဲ့နောက်အုပ်စုပေါ်အေရကပြတဲ့စီရေးပြပွဲတစ်ခုဖြစ်ပုံဖော်ဖို့ကြိုးပမ်းလာနေပါတယ်မိုဂျဒါပါခါမနီကိုရိုင်ကတော့လူမျိုးကိုခုချိန်ထိထွက်လာခြင်းမရှိသေးပါဘူးလက်ရှိအီရန်အာဏာပိုင်တွေတဟီရန်မြို့တော်မှာရှိတဲ့ Grand Mosala ဝိပုဆောင်ကြီးပါဝင်ဇာပနာလမ်းကြောင်းတစ်လျှောက် IRGC တပ်တွေကိုအမြင့်ဆုံးတက်လန့်ထားပါလေလူဦးရေ15တန်းမှ30ထိတက်ရောက်လာတဲ့အတွက်လူစုလူဝေးကြောင့်ဖြစ်ပေါ်လာတဲ့တဆောက်ဖို့ကာကွယ်ဖို့တပ်ဖြတ်ထားပါလေ
ကာတာရဲ့ဂျာဝတ်စစ်စမှုနဲ့လုပ်နေတဲ့ American အီရန်တရားဝင်ဆွေးနွေးပွဲကိုလည်းအခုဇာပနာပြီးဆုံးချိန်ထိခိတ္တရထားဖို့သဘောတူပါတယ်။ပါလီမန်ဥက္ကဋ္ဌရဲ့လှုပ်ဆောင်မှုနဲ့အီရန်နဲ့အီရတ်မှာရှိတဲ့ရှီယာမဟာမိတ်ဖွဲ့တွေကပါပြည်သူတွေကိုလက်ပေါ်ထပ်ဆော်နေကြတဲ့လာမယ့်ရက်ပိုင်းတွင်ရှေ့လက်ပိုင်းဒေသမှာ American နဲ့ Israel စန့်ကျင်ရေးလှုပ်ရှားမှုတွေကပိုပြီးတော့ပြင်းထန်လာဖို့ရှိတယ်လို့သိရပါတယ်။ဒါပြင်အီရန်နဲ့ American တို့ကအခုကာတာနိုင်ငံဒိုဟာမှာလည်းသူတို့ရဲ့ဆွေးနွေးမှုတွေကလုပ်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဘာချက်မှထွက်လာခြင်းတော့သိမရှိသေးဘူးလို့ဆိုပါတယ်။ Tasnim News နဲ့ Al Jazeera သတင်းဌာနတို့ဖော်ပြချက်အရအီရန်နိုင်ငံသားရေးဝန်ကြီး Abbas Araghchi ကအီရန်နဲ့ American ကြားမကြာသေးမီကသဘောတူခဲ့တဲ့အချက်14ချက်ပါအစ္စလာမာဘတ် MOU ဒါဟာဘာလို့ချက်မှမရှိပဲပွင့်လင်းမြင်သာမှုရှိပါတယ်တဲ့။သူတို့ကတော့အခုကာတာဆွေးနွေးပွဲကိုသိပြီးတော့မရိုက်ပါဘူး။အီရန်အနေနဲ့ဒီကာတာဆွေးနွေးပွဲမှာ American နဲ့ပူးပေါင်းဆောင်မှုကအင်မတန်မှနည်းတယ်လို့သိရပါတယ်။လက်ရှိသဘောတူညီချက်အရအီရန်နဲ့ American တို့ဟာယာယီပြစ်ခတ်ရစဲဖို့ဟော်မုဇ်လေကြောင့်ကုန်သွယ်ရေးသင်္ဘောတွေဘေးနဲ့ကင်းကင်းနဲ့ဖျက်ဆီးခွင့်ပြုဖို့ဒါဟာရက်60တွင်ရေရှည်ငြိမ်းချမ်းရေးအတွက်ဆက်လက်ဆွေးနွေးဖို့မဟာမူပေါင်းဖြစ်ပါတယ်။ဒါပေမဲ့အီရန်နိုင်ငံသားရေးဝန်ကြီးကသူတို့ရဲ့ပြည်သူတွေနဲ့အစည်းအဝေးခေါင်းဆောင်တွေကိုချိန်ချောက်မှုရှိလာရင်တော့ချက်ချင်းပဲအစမတန်ပြင်းထန်တဲ့စစ်ရေးတုံ့ပြန်မှုနဲ့လက်တုံ့ပြန်သွားမယ်လို့ဆိုပါတယ်။စစ်ရေးဝေဖန်သုံးသပ်သူတွေကလည်းနိပညာဆိုင်ရာဂျာခနိုင်ငံတွေကဆွေးနွေးပွဲတွေဆက်ရှိနေမယ်အီရန်အမေရိကန်နဲ့အစ္စရေးတို့ကြားပြန်လည်ယုံကြည်မှုအားနည်းနေသေးလို့အခုအစ္စလာမာဘတ် MOU ဟာရေရှည်တည်တတ်မှုတဲ့စိန်ခေါ်မှုများစွာရှိနေပါတယ်။အထူးသဖြင့်ဒေသတွင်းပထဝီနိုင်ငံရေးတင်းမာမှုမြင့်တဲ့ချိန်မှာအီရန်ဘက်ကစီးရေးရအသေးအနေထားရှိကြောင်းပြသတဲ့မိန့်ခွန်းကြောင့်အပြည့်ရဲ့လုပ်ငန်းစဉ်အချိန်မီဖြစ်ပြသွားနေတဲ့ဆွေးနွေးမှုရှိပါတယ်။ဒါကြောင့်ဝါရှင်တန်နဲ့တယ်လ်ဗီတို့ရဲ့နောက်ဆက်တွဲတုံ့ပြန်မှုနဲ့ရက်60အတွင်းလုပ်မဲ့အပိသက်ငြိမ်းချမ်းရေးညှိနှိုင်းမှုရလဒ်ကိုနိုင်ငံတကာအသံဝိုင်းကဆက်ဆောင်မယ်လို့ဆိုပါတယ်။လက်ရှိဒီကာတာနိုင်ငံဒိုဟာမှာလုပ်နေတဲ့စီဝေကတော့ဒီဖြစ်နေတဲ့စစ်ပွဲယာယီဆိုင်မှုအတွက်လုပ်တဲ့အစည်းအဝေးပုံစံပဲဖြစ်ပါတယ်။ဒါဟာသဘောတူညီမှုရမယ်မရဘူးဆိုတာလည်းဘယ်သူမှသိချင်မသိပါဘူး။ဒါပေမဲ့အီရန်ကလည်း IAEA ကိုသူတို့ရဲ့နျူကလ িয়ার စခန်းတွေကိုဝင်ရောက်စစ်ဆေးခွင့်လုံးဝလက်မခံပါဘူး။သူတို့ဒီသတ်မှတ်ထားတဲ့စခန်းတွေကိုသာစစ်ဆေးခွင့်ပြုမှာဖြစ်ပြီးသူတို့အနေနဲ့ခွင့်ပြုတဲ့စခန်းတွေကို IAEA ကလာစစ်ဆေးမှာလက်မခံဘူးလို့အီရန်တို့ကပြောပါတယ်။နောက်ပြီး IAEA ကိုယ်တိုင်တော့မှအီရန်နိုင်ငံထဲကိုဝင်ခွင့်ရဖို့အတွက်မနည်းစူးစမ်းမယ်အခြေအနေရှိပါတယ်။ဒါအပြင်အမေရိကန်ကာကွယ်ရေးနဲ့ထောက်လှမ်းရေးသတင်းရင်းမြစ်တွေကတစ်ဆင့်ဒီအရေးအသွေးမြင့်ရပ်ပတ်ဂျူတပုံတွေထွက်ပေါ်လာပါတယ်။အဲဒီမှာအီရန်တို့ရဲ့ Isfahan Nuclear စခန်းမှာရှိတဲ့အဓိကလိုင်းဝင်ထွက်လမ်းကြောင်းအလုံးမှာတူးဖော်ထားတဲ့ကွန်ကရစ်တွေနဲ့မြေကြီးတွေတိတ်သေးစွာအကာအကွယ်ယူပိတ်ဆို့ထားတာတွေ့ရပါတယ်။ဒီလုပ်ငန်းစဉ်ကိုအီရန်ဆိုရက2026စောပိုင်းကတည်းကရွေချက်ရှိကြီးကျယ်လုပ်ခဲ့တာပါ။ဒီမြေအောက်လိုင်းကူကဏ္ဍတွေအတွင်းမှာအီရန်ရဲ့အဖိုးတန်ပြီးတပ်စင်မှုအစင်းမြင့်မာလာတဲ့ယူရေနီယံတိုလွန်ရုံတွေရှိတယ်လို့ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့နဲ့နောက်နိုင်ငံထောက်လှမ်းရေးတွေကယုံကြည်ထားပါတယ်။ဒီ Isfahan Nuclear Center ဟာပြီးခဲ့တဲ့နှစ်ဇွန်လအတွင်းကအစ္စရေးစစ်တပ်ရဲ့လေကြောင်းထိုးစစ်ဆင်မှုနဲ့ဝါရှင်တန် Operation Midnight Hammer မီယာလှုပ်ဝက်စစ်ရင်အတွင်းမှာဒုံးကြီးနဲ့ပြင်းပြင်းထန်ထန်ပစ်ခတ်ခြင်းခံခဲ့ရတာပါ။ဒါကြောင့်အဆောက်အဦမျက်နှာပြင်ချုပ်ပျက်စီးခဲ့ရပါတယ်။ဒီဖြစ်ကြောင့်အီရန်စစ်ဘက်မဟာဗျူဟာမြောက်တာဝန်ရှိသူတွေကအမေရိကန်နဲ့အစ္စရေးတို့ရဲ့နောက်ထပ်အဖြစ်ဆွမ်းအားပြင်းလေကြောင်းစီးနင်းမှုတွေထပ်ပေါ်လာရင်မြေအောက်ကဏ္ဍအထိဘုံတွေတိုက်ရိုက်ထိမှန်ခြင်းမရှိစေဖို့အတွက်လိုင်းကူဝင်ပေါက်တွေကိုတောင်တတိုင်းကြီးတစ်ခွက်မြေစာတွေနဲ့ဖို့ထားတာပဲဖြစ်ပါတယ်။ပထဝီနိုင်ငံကြီးနဲ့စစ်ရေးလေးလာကျွမ်းကျင်သူတွေကအီရန်ဘက်ကနျူကလ িয়ার လိုက်ကွန်းတွေဒီလိုမျိုးမြေစာတွေနဲ့ခိုင်ခန့်အောင်ပိတ်ဆို့လိုက်တာဟာသူတို့ရဲ့စီမံကိန်းကိုရပ်လိုက်တာမဟုတ်ပဲဒေသတွင်းစစ်ပွဲပုံပုံပြင်းထန်လာတဲ့အခြေအနေအတွက်ရေရှည်ခံစစ်ပြင်ဆင်ခြင်းသာဖြစ်တယ်လို့သုံးသပ်ပါတယ်။တစ်ဖက်မှာလည်းလိုင်းကူဝင်ပေါက်တွေပိတ်ဆို့ထားတဲ့အတွက်IAEA ကလက်ရှိယူနီယံတပ်စင်မှုအဆင့်နဲ့ပမာဏကိုတိတိကျကျသွားစစ်ဖို့ခက်ခဲတော့ပါပြီ။အရှေ့လေပိုင်းမှာအမေရိကန်အစ္စရေးမဟာမိတ်အုပ်စုနဲ့အီရန်ကြားစစ်ရေးရပြည်လည်သတိထားနေတဲ့ကာလမှာအီရန်ရဲ့နျူကလ িয়ার ခြေခံစခန်းတွေရဲ့လုံခြုံရေးမဟာဗျူဟာပြောင်းလဲနေဂျိုရုကတစ်ဆင့်စောင့်ကြည့်တွေ့ရှိရမယ်။နောက်ဆက်တွဲအခြေအနေတွေကိုကမ္ဘာလုံခြုံရေးဖွဲ့စည်းတွေကအနီးကပ်အာရုံစိုက်နေတာပါလေ။ IAEA ကတော့လက်ရှိအီရန်ကိုဝင်ရောက်စစ်ဆေးခွင့်မရတဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်ပြတ်မိတယ်လို့ဆိုပါတယ်။လက်ရှိအမေရိကန်ဒုသမ္မတ JD Vance ကတော့အီရန်နျူကလ িয়ার စခန်းတွေကိုစစ်ဆေးခွင့်ပြုဖို့အမေရိကန်ဘက်ကပြစ်ပြစ်သားသားတောင်းဆိုပါတယ်လို့ဆိုပြီးပြောလာပါတယ်။
SCO နဲ့ Reuters သတင်းဌာနဖော်ပြချက်အရအင်ဂျီတော်အီရန်နဲ့ရေရှည်တည်ငြိမ်တဲ့သဘောတူညီမှုတစ်ခုရဖို့အတွက်သူတို့ရဲ့နျူကလ িয়ার အခြေခံစခန်းတွေနဲ့တန့်စင်ယူနီယံသုံးတော်ရုံတွေကိုစစ်ဆေးတည်ပြုနိုင်မယ့်စနစ်တွေပါဝင်ရမယ်လို့ဆိုပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကကာတာနိုင်ငံမှာဘာဆွေးနွေးပွဲမှာစီစဉ်ခြင်းမရှိကြောင်းတရားဝင်တုံ့ပြန်ပေမဲ့အမေရိကန်ထုံးသတ်တမန်နဲ့ဒီအီရန်ဘက်ကလည်းဒုနိုင်ငံခြားရေးဝန်ကြီးတို့လာတဲ့အဖွဲ့ကဒိုဟာမှာဆွေးနွေးဖို့အတွက်ဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။နားလည်ရတော့အင်မတန်ခက်ခဲပါတယ်။တဖက်မှာလည်းသမ္မတထရန့်ဆိုရကအီရန်ကိုစီးရီးယားပြင်းထန်ဖိအားပေးခြင်းနဲ့နိုင်ငံရေးအဆွေးနွေးခြင်းဆိုတဲ့မူဝါဒနှစ်ရပ်လုံးကိုဟန်ချက်ညီသုံးနေပါတယ်။ထရန့်ကအီရန်နျူကလ িয়ার စကန်တွေဘုံကျတိုက်ခိုက်ဖို့အမြဲတမ်းရှိပေမဲ့ဒီလိုဆောင်ချက်ဟာတိကျတဲ့မဟာဗျူဟာမြောက်ရည်မှန်းချက်နဲ့ရလက်ထွက်ပေါ်လာနိုင်မဲ့အခြေအနေမျိုးမှာသာအကောင့်ထည့်ဖော်မယ်လို့အရေးမှပြောပါတယ်။ဒီအခြေအနေအမကြသေးမီကပါကစ္စတန်နဲ့ကာတာတို့ရဲ့ဂျာဝင်စီစဉ်မှုကြောင့်ပေါ်လာတဲ့ပြစ်ခတ်ရစဲနားလည်မှုစာချုပ်လားဆက်လက်ထိန်းသိမ်းနိုင်မှုနဲ့ဒီနေ့ဈေးကွက်တည်ငြိမ်စေဖို့ဝါရှင်တန်ဘက်ကစီရင်အင်အားပြပြီးချိန်ညှိနေတာဖြစ်ပါတယ်။ဟော်မူရလေကြပြဿနာနဲ့ပင်လယ်ကွေ့ဒေသတွင်အပြန်အလှန်ပြစ်ခတ်တဲ့မှုတွေခဏရက်ချိန်မှာအခုနျူကလ িয়ার ဆွေးနွေးပွဲဟာအဆုံးဖြတ်ပြီးမှခံကဏ္ဍမှာရှိပါတယ်။ဒါပေမဲ့နှစ်ဖက်ဆိုရကြရာစုနှစ်ဝက်နီးပါးယုံကြည်ခဲ့တဲ့ယုံကြည်မှုပြပြခြင်းကလည်းစစ်မှန်တဲ့ကမ္ဘာ့ငြိမ်းချမ်းရေးစာချုပ်ရှိဖြစ်လာစေဖို့အတွက်ကြီးမားတဲ့အတားအဆီးပါ။အမေရိကန်ကယူနီယံတန်းစီမှုလုံးဝရဆိုင်မှုတောင်းဆိုနေချိန်ဒီအီရန်ဘက်ကသူတို့ရဲ့အချုပ်ချအာဏာပိုင်ခွင့်သတ်မှတ်ထားဆဲဖြစ်ပါတယ်။လာမယ့်ရက်60တာပြည့်ရက်ကာလအတွင်းဒိုဟာနီးပူရစနစ်ဘက်ကဘလို့ရလက်တွေဆက်လက်ထွက်လာမလဲ။ဒါကကမ္ဘာ့ရေးရာလေးလာသူတွေကတော့မျက်ခြေမပြတ်အဆောင်ကြည့်လေးလာနေတာပဲဖြစ်ပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းတွေကိုပြောချင်ပါတယ်။ဂျာမနီနိုင်ငံဘာလင်မြို့မှာရှိတဲ့ကာကွယ်ဝန်ကြီးဌာနမှာလုပ်ခဲ့တဲ့အစိုးရဖွဲ့စည်းပြီးမှဂျာမန်ဝန်ကြီးချုပ်ဖရက်ဒရစ်မာစ်ကာကွယ်ဝန်ကြီးဗော်ရစ်ပစ္စတိုရီယန်နဲ့နေတိုးထရီတီယမ်တို့မာရူတာတို့ကပူးတွဲသတင်းစာရှင်းပွဲကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီရှင်းလင်းပွဲမှာနေတိုးအကြီးအကဲမာရူတာကဂျာမနီဟာရှေ့ကနေဦးဆောင်နေတယ်လို့လက်တွေ့မှာလည်းကောင်းထွယ်ဖော်နေတယ်လို့ချီးကျူးစကားဆိုပြီးတိုးပေါ်လာတဲ့ကမ္ဘာအန္တရာယ်ကိုရင်ဆိုင်နိုင်မှုအတွက်ဂျာမနီရဲ့ကာကွယ်ရေးသုံးစိတ်တိုးမြင့်မှုဟာစံပြဖြစ်ရလို့ဖြစ်လာပါပြီတဲ့။ရိုဒမီလာမတ်ဘတ်တူကနိုင်ငံအန်ကာရာမှာကျင်းပမဲ့36ကြိမ်မြောက်နေတိုးထိပ်သီးစည်းဝေးမှာစစ်ဘက်ဆိုင်ရာထောက်လှမ်းမှုကဏ္ဍအရှိန်မြင့်နေဖို့အဓိကဆွေးနွေးတော့မှာဖြစ်ပါတယ်။ဂျာမနီစစ်မှုစွမ်းအားဟာမဟာမိတ်တွေအတွက်ရေးပါတဲ့အင်ဂျင်တစ်လုံးဖြစ်လာမှာပါ။ပူရတဲ့သတင်းစာရှင်းပွဲမှာဂျာမန်ဝန်ကြီးချုပ်ကနေတိုးမဟာမိတ်ဖွဲ့တွေအမေရိကန်ပေါ်တစ်ဖက်သက်အားကိုးအားထားနေရတာကိုရှော့ချပြီးတော့နေတိုးဖွဲ့ကိုပို့ပြီးတော့ဥရောပဆန်တဲ့မဟာမိတ်အဖြစ်ပြောင်းလဲတည်ဆောက်ဖို့ဆန္ဒရှိကြောင်းထုတ်ဖော်ပြောပါတယ်။ဒီလုပ်ငန်းစဉ်စိတ်ပိုင်းဖြစ်ဂျာမနီမျိုးပြည်တစ်ဖက်တွေပါတဲ့တက်မာကြီးတစ်ခုကအက်စတိုးနီးယားနဲ့လက်ဗီးယားနိုင်ငံမှာရှိတဲ့နေတိုးရှေ့ဘက်စစ်မျက်နှာမှာစစ်စင်ရေးဌာနချုပ်ဖြစ်တာဝန်ရယူလိုက်ပြီးဖြစ်တယ်လို့လီသူယေးနီးယားမှာလည်းအမြဲတမ်းစစ်အခြေစခန်းချမဲ့တန်ကြက်ကတက်တဲ့ပထမဆုံးချိန်အကြီးစားစစ်ရေးလေ့ကျင့်မှုကိုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါပြင်အိန္ဒိယနိုင်ငံတွေနဲ့ဂျာမနီစစ်ရင်အားတောင်းလာတဲ့ပေါ်စိုးရင်ဖို့မလိုပဲပုံမလိုကြုံစိတ်ချမှုကိုသာခံစားရမယ်လို့ဝန်ကြီးချုပ်ကအမှားခံပါတယ်။ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးလာမယ့်အန်ကာရာထိပ်သီးစည်းဝေးမှာဥရောပမဟာမိတ်တွေကမော်စကိုကိုပြည့်ပြည့်သားသားတဝန်လာပေးဖို့လူရိုဘီလီယံ80ထိရှိမဲ့စစ်ရေးနဲ့ဗန်နာရေးဆိုင်ရာရေရှည်ကူညီမှုအစီအစဉ်အသစ်တရချပြဖို့ညှိနှိုင်းနေပါတယ်။နီတိုးကောင်းဆောင်တွေကရုရှားရဲ့စစ်ရေးချင်းချောက်မှုမှာရေရှည်တည်ရှိနေမယ်လို့သုံးသပ်ထားပြီးမကြာသေးမီကအီရန်ကဟောင်းမှုရတဲ့ကြပိတ်ဆို့မှုကြိုးပမ်းပြီးတော့ကမ္ဘာစီးပွားရေးကိုတစားကန်လုပ်ဖို့စ조사ခဲ့တဲ့ဖြစ်ရပ်ကိုလည်းမဟာမိတ်ဖွဲ့အနေနဲ့ဝိုင်းဝန်းကာကွယ်မယ်ဆိုပါတယ်။စမှုအခြေခံခိုင်မာတဲ့ဂျာမနီရဲ့ကာကွယ်ရေးမှုဝါဒပြောင်းလဲနေတူအမေရိကန်ကလီတာနဲ့ EU မဟာမိတ်တွေကြားအင်အားပြန်လည်မြတ်တောင်ညှိနှိုင်းမဲ့နေတိုးဖွဲ့ရဲ့မဟာဗျူဟာမြောက်ရှစ်လုံငန်းစဉ်ကလာမယ့်တဲ့ပတ်စီးဝေးမှာအပိသက်ပုံပေါ်လာတော့မှာပဲဖြစ်ပါတယ်။ဒါအပြင်ဂျာမနီဆိုရဟာစစ်ရေးခြေနယ်လေးပုံမစိတ်လာပြီးတော့နိုင်ငံတကာစစ်ဘက်ဆိုင်ရာလိလာသူတွေရဲ့အစီအခံစာအရဂျာမနီဆိုရဟာအမေရိကန်ရဲ့နာမည်ကျော်တိုမာဟော့ခရုစ်ဒုံးကြီးတွေနဲ့ခင်မီပထရီယော့လေကြောင်းကာကွယ်ဒုံးကြီးတွေကိုဂျာမန်ပြည်ပေါ်မှာပူးတွဲထုတ်နိုင်ဖို့အတွက်အမေရိကန်အာဏာပိုင်တွေနဲ့ဆွေးနွေးမှုတွေလုပ်နေသိရပါတယ်။ဒီဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီးအမေရိကန်ရရှိတဲ့ဘက်ကလည်းမူလကအမျှော်လင့်တာထက်ပိုပြီးတော့ပွတ်ပွတ်လင်းလင်းဆွေးနွေးခဲ့ပါတယ်။ဘာလန်ရဲ့အဓိကရွေးချက်ကဥရောပကာကွယ်ရေးကဏ္ဍကိုအားကောင်းအောင်ပြန်တည်ဆောက်ဖို့ပါ။တစ်ဖက်မှာလည်းအမေရိကန်စစ်လက်နက်လုပ်ငန်းစုအတွက်စီးပွားရေးအကျိုးမြတ်အမြောက်များဖန်တီးပေးခြင်းဖြင့်သမ္မတထရန့်အနေနဲ့နေတိုးမဟာမိတ်ဖွဲ့ပေါ်ဂလီကိုတွေဆက်ထင်းဖို့မဟာဗျူဟာမြောက်တွက်ချက်လုပ်နေတာပါဂျာမနီရဲ့အကြောင်းပြချက်ကလက်ရှိအမေရိကန်မှာကြုံတွေ့နေရတဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာပိတ်ဆို့ကြံ့ကြာမှုကိုဂျာမနီရဲ့ခိုင်မာတဲ့စစ်မှုအခြေခံအဆောက်အအုံတွေကဝိုင်းဝန်းဖြည့်ရှင်ပေးမယ်တဲ့အဓိကတစ်ဆင့်ဥရောပမှာစစ်လက်နက်ပစ္စည်းတွေပုံမှန်မြန်ဆန်စွာဖြန့်ဖြူးနိုင်မယ်တဲ့အမှန်စင်စစ်ဂျာမနီနဲ့အမေရိကန်ကြားစစ်ဘက်ဆိုင်ရာစစ်မှုပူးပေါင်းဆောင်မှုအရင်ကတည်းကရှိပါတယ်။လက်ရှိဂျာမန်စစ်လက်နက်ကုမ္ပဏီကြီးဖြစ်တဲ့ Rheinmetall ကအမေရိကန်ရဲ့ပစ္စမမျိုးဆက် F-35 တက်လေယာဉ်ရဲ့ကိုယ်တည်းပိုင်းကိုအဓိကတိစောက်ပေးသလို
Patriot ဒုံးတွေကိုလည်းပူးတွဲထုတ်လုပ်နေပါတယ်ခုစစ်စင်ကအဲ့ဒီပူပေါင်းဆောင်မှုကိုပူကျပြန့်လာစေမှာဖြစ်ပါတယ်ဒါမဲ့အခုလိုဒုံးကြီးထုတ်လုပ်မှုစီစဉ်နဲ့မှန်တကယ်အောင်မြင်ဖြစ်ထွန်းမှုအတွက် American အစိုးရရဲ့တိကျတဲ့သဘောတူညီချက်နဲ့ခွင့်ပြုချက်မဖြစ်မနေလိုအပ်ပါတယ် American ဟာသူတို့ရဲ့အလွန်ထိခိုက်လွယ်ပြီးတော့လှုပ်ဝက်ဆန်းပြတဲ့စစ်ပတ်ဆန်နီးပညာကိုပြည်ပကိုလွှဲပြောင်းမှုအတွက်တင်းကျပ်တဲ့ဥပဒေနဲ့စစ်ဆေးမှုတွေရှိတဲ့အတွက်ဘာလရဲ့ဆိုပြီးတော့ဝါရှင်တန်ဘလောက်ထိလိုက်လျှော့ပေးမလဲဒါကစိန်ခေါ်မှုပါယူကရိန်းစစ်ပွဲနောက်ပိုင်းဥရောပကာကွယ်မှုအရာပြောင်းလဲမှုပေါ်ပေါက်လာတဲ့အခုစစ်ဘက်ပူးပေါင်းဆောင်မှုအသစ်ဟာမဟာမိတ်နိုင်ငံကြားရှေးရှေးကာကွယ်ရေးနဲ့မဟာဗျူဟာမြောက်လေးလာမှုပေါ်ဘလို့သက်ရောက်မလဲကမ္ဘာစစ်ရေးလေးလာသူတွေကတော့စိတ်ဝင်စားနေကြတာဖြစ်ပါလေနောက်တဲ့နိုင်ငံတကာသတင်းတစ်ပုဒ်ကတော့တရုတ်သမ္မတရှီကျင်းဖျင်ရဲ့ကျုံးဝမှုပဲဖြစ်ပါတယ်South China Morning Post နဲ့ Reuters သတင်းဌာနတို့ဖော်ပြချက်အရသမ္မတရှီဟာဇူလိုင်လ 1 ရက်နေ့မှာကြောက်ခဲ့တဲ့ကွန်မြူနစ်ပါတီတည်ထောင်ခြင်း105နှစ်ပြည့်အခမ်းအနားမှာပါတီရဲ့ရည်ရှိအောင်မြင်တဲ့ပတ်သက်ပြီးအလေးပေးပြောပါတယ်ပါတီရဲ့သမိုင်းဝင်ကြိုးပမ်းအားထုတ်မှုဟာတရုတ်နိုင်ငံတွင်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကိုအောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်ခဲ့ရုံသာမကကမ္ဘာတစ်ဝန်းမှာရှိတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ခေတ်မီတိုးတက်ရေးလမ်းစီကိုရှောက်လန်းနိုင်မဲ့လမ်းကြောင်းတစ်ခုပါလမ်းဖွင့်ပေးနိုင်တယ်လို့သမ္မတကဆိုပါတယ်ထို့သဖြင့်မိမိတို့ကွန်မြူနစ်ပါတီရဲ့အုပ်ချုပ်မှုပုံစံဟာလူသားမျိုးနွယ်စုတစ်ခုလုံးအတွက်ရင်ကျေးမှုမော်ဒယ်အသစ်ကိုဖန်တီးပေးနိုင်တာဖြစ်ပြီးတခြားဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့အနောက်နိုင်ငံပုံစံနဲ့လိုက်စီရမလို့ပဲမိမိတို့ကိုယ်ပိုင်လမ်းနဲ့ဖွံ့ဖြိုးတိုးတက်အောင်လှုံ့ဆော်နိုင်စွမ်းရှိတယ်ဆိုတာသက်သေပြခဲ့တာလို့ခိုင်းမှာပြောပါတယ်ဒီသမိုင်းဝင်ခန္ဓာမှာပါတီနဲ့နိုင်ငံတော်အတွက်ထိုးခြားပြောင်းလဲစွာပတ်မှုကူညီခဲ့တဲ့စံပြပါတီဝင်တွေကိုတရုတ်ကွန်မြူနစ်ပါတီရဲ့အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုတံဆိပ်ဇူလိုင်1မယ်တွေကိုသမ္မတရှီဂျီကိုတိုင်ချီးမြှင့်ပါတယ်။ဒါအပြင်ပါတီဝင်တွေအနေနဲ့ခရီးစည်းကြောင်းနဲ့ညီအစီအမြဲရှေ့တန်းကဦးဆောင်နေမှုလို့ပြီးတော့နိုင်ငံတွင်းပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာစာအုပ်ကြီးတိုင်းမဟုတ်ပဲလက်တွေ့ကျကျနဲ့ပြောင်းလဲပြည့်လွယ်ရှိတဲ့မဟာဗျူဟာသုံးဖို့ကင်တွေဖို့တိုက်တွန်းပါတယ်။ခွင့်ညီလာခံတဲ့ခန္ဓာမှာသမ္မတရှီရဲ့ပါတီခေါင်းဆောင်တဲ့တန်းကိုနောက်9နှစ်ဆက်တိုးမြင့်ဖို့တရားဝင်တည်ပြုမယ်လို့နိုင်ငံတကာကစောင့်ကြည့်နေပါတယ်။နိုင်ငံတကာလေးလာသူတွေကတရုတ်ကွန်မြူနစ်ပါတီရဲ့ခုထုတ်ဖော်ချက်ဟာသူတို့ရဲ့ပြည်တွင်းအုပ်ချုပ်ရေးရန်တရားပေါ်ယုံကြည်မှုရှိတယ်ဆိုတာပြသလိုက်တာပါ။ဒါ့အပြင်ကနိုင်ငံတကာအခမ်းအကျင်းမှာတရုတ်ရဲ့ခွင့်ပြုမှုစံနမူနာကိုစီယုံမြင့်တင်ဖို့ကြိုးပမ်းခြင်းဖြစ်ပါတယ်။ထို့သဖြင့်နောက်အုပ်စုနဲ့မဟာဗျူဟာမြောက်ပြန်ဆိုင်မှုပြင်းထန်ခြင်းဖွံ့ဖြိုးဆဲနိုင်ငံတွေကတရုတ်လမ်းစဉ်ကိုပိုအားကိုးလာစေဖို့ရည်ရွယ်တဲ့တရမန်ရေးလှုပ်ရှားမှုပါ။တရုတ်ကွန်မြူနစ်ပါတီ105နှစ်တာဖြစ်တမ်းမှုပြီးထွက်ပေါ်လာတဲ့အခုနိုင်ငံရေးသဘောထားနဲ့ပါတီရဲ့ရှေ့လုပ်ငန်းစဉ်ဟာဒေသတွင်းတည်ငြိမ်တဲ့နိုင်ငံတကာဆက်ဆံရေးပေါ်ဘလို့ပြောင်းလဲတွေဆက်ဖြစ်မလဲဆိုတာကမ္ဘာရေးရာကဆက်လက်စောင့်ကြည့်နေတာပဲဖြစ်ပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းပုတ်ပြောချင်ပါတယ်။ဒီလောက်ကတော့တရုတ်မှာလှုပ်ဖြစ်နေတဲ့လှုပ်တစ်ခုပါ။ဒါကပါလဲဆိုတော့နိုင်ပိုင်းလိုက်ခွေးငှားဝန်ဆောင်မှုလှုပ်ပဲဖြစ်ပါတယ်။မိတ်ဆွေတို့ကိုယ့်အိမ်မှာလှုပ်ရှုပ်ခံပြီးခွေးမမွေးခြင်းပဲမဲ့ခွေးလေးတွေနဲ့တူအချိန်ဖြုံးကျင်နေတဲ့သူတွေအတွက်တရုတ်နိုင်ငံမှာဝမ်ဖူမီရှိအိမ်မွေးတိရစ္ဆာန်မျှဝေတဲ့ Pet Sharing Online Platform ကတနာရီကြီးစီခွေးငှားလို့ရမယ့်ဝန်ဆောင်မှုအသစ်မိတ်ဆက်လိုက်ပါလေဒါပေမဲ့ဒီဝန်ဆောင်မှုက social media မှာညင်းပွားစရာပါအိမ်မွေးတိရစ္ဆာန်လေးတွေကလူတွေရဲ့ဖိစီးမှုကိုရောကျစေပြီးစိတ်ချမ်းသာမှုကိုပေးနိုင်တယ်လို့လက်ခံကြပါလေဒါပေမဲ့လူတိုင်းကခွေးတစ်ကောင်ကိုအချိန်ပေးတာဝန်ယူပြီးစနစ်တကျမွေးဖို့ကမလွယ်ကူလာပါဘူးအခုဝန်ဆောင်မှုကဒီလိုလူတွေအတွက်အဆင်ပြေစေဖို့ရည်ရွယ်ပါတယ်ခွေးလေးတွေရဲ့နေစဉ်လိုအပ်ချက်ကိုရေရှည်တာဝန်ယူစောင့်ရှောက်စရာမလိုပဲကိုလိုချင်တဲ့ချိန်ကိုနာမှာခွေးတစ်ကောင်ရှိစေခြင်းတဲ့ချိန်မှာသာတူတူလမ်းလျှောက်တူတူဆော့အပန်းဖြေလို့ရမှာဖြစ်ပါတယ်ဒီ One Food Online Platform ကို2026မလအတွင်းတရုတ် social media မှာစတင်မိတ်ဆက်ခဲ့ပြီးလက်ရှိဘေဂျင်းရှန်ဟိုင်းရှင်ကျန်းမြို့လိုမြို့ကြီးတွေမှာအဆင်ပြေအလုပ်ဖြစ်နေပါတယ်ခွေးပိုင်ရှင်တွေနဲ့ခွေးငှားကျင်သူတွေပါသုံးရတာအလုံးစင်ပြေလွယ်ကူအောင်စီစဉ်ထားပါတယ်ခွေးပိုင်ရှင်တွေနဲ့ကိုခွေးရဲ့ချက်လက်နဲ့ဓာတ်ပုံကို One Food မှာစီးရင်သွင်းပြီးတင်ထားရုံဖြစ်ပါတယ်ခွေးငှားကျင်သူကအဲ့ဒီ online platform မှာခွေးလေးတွေကကိုယ်သဘောကျတဲ့ခွေးကိုရွေးတောင်းဆိုပါပါခွေးငှားကတနာရီ10ရွာကနေရွာ60ဝန်းကျင်ရှိပါတယ်ဒီဝန်ဆောင်မှုအတွက်စီးကင်းချက်အသေးချာသတ်မှတ်ထားပါတယ်ခွေးကိုဘယ်နေရာသွားခေါ်ရမယ်ဘယ်နေရာမှာပြန်အပ်ရမယ်ဒါကိုပိုင်ရှင်နဲ့ငှားရသူတိုက်ရိုက်ညှိနှိုင်းရပါမယ်ခွေးတွေလက်မသွားအောင်သူတို့အတွက်ရင်းနှီးပြီးသားပတ်ဝန်းကျင်တွေမှာပဲလမ်းလျှောက်ရမှာဖြစ်ပါတယ်ဒီအချိန်မှာ One Food platform ကနေ GPS နဲ့ channel တွေညီတီနေရာစောင့်ကြည့်ပေးနေပါတယ်တကယ်လို့လမ်းလျှောက်နေရင်ခွေးကထူးခြားပြုမှုတာနေမကောင်းတာမျိုးဖြစ်ရင်ပိုင်ရှင်ကိုချက်ချင်းကြောင်းချပါမယ်ငှားရသူနဲ့ခွေးပိုင်ရှင်နှစ်ဖက်လုံးရဲ့ကိုရေးချက်လက်အစ်စ်မှန်ကိုစီစစ်ထားတဲ့ပြင်မမျော်လင့်နဲ့မတော်တဆတော့ One Food platform ကအိမ်မွေးတိရစ္ဆာန်အာမခံလုပ်ပေးထားပါတယ်
လက်ရှိဒီဝန်ဆောင်မှုပေါ်တရုတ်ဆိုရှယ်မီဒီယာအသုံးပြုနေသူတွေကြားသဘောထားကွဲနေပါလေခွေးငါဝန်ဆောင်မှုထောက်ကတော့ခွေးငါမီတူချိန်ကတော့ခွေးတွေကိုပိုချစ်လာစေပြီးနောက်ပိုင်းမှာခွေးမွေးဖို့အခွင့်အလမ်းပိုများနိုင်တယ်တဲ့ဒါပေမဲ့ကန့်ကွက်သူတွေကလူခဏခဏပြောတာပတ်ဝန်းကျင်နဲ့နေစဉ်လုံရိုးလို့စနေခဏခဏပြောတာကခွေးအတွက်မလို့အပဲစိတ်နှောက်ယှက်ဖြစ်စေတယ်လို့ထောက်ပြပါတယ်ဒါအပြင်တမိုးထားတဲ့အင်မူတိတ်စနေကိုပတ်ဆက်ရဖို့အတွက်ငှားဆန်းတာလူသားဆန့်ပါရဲ့လားကျင်းဝပိုင်းဆိုင်ရာမေးခွန်းထုတ်မှုတွေထွက်ပေါ်နေပြီပဲဖြစ်ပါတယ်။တအိုဘားမားနိုင်ငံကသတင်းတွေတင်ဆက်ပေးတာပါနားဆင်ပေးတဲ့အတွက်ထိုးပဲကျေးဇူးတင်ပါတယ်ဗျာ။